မင်္ဂလာပါရှင်ယွန်းဗလော့ကနေကြိုဆိုပါရစေဒီနေ့အိမ်မှာတော့မေကြီးချက်တဲ့ဟင်းလေးရာတွေဖြစ်တဲ့မကြီးရွက်နဲ့ငစင်ရိုင်းအိုကဲချက်လေးရယ်ငမွေတို့ကိုခရမ်းသီးနဲ့ပြီးတော့ငပိရယ်ငရုတ်သီးစိမ့်ရယ်ရောပြီးချက်ထားတဲ့ဟင်းလေးနဲ့ထမင်းစားပါမယ်ရှင်တို့စရာအနေနဲ့သခွားသီးမြင်းခွာရွက်ဒညင်းသီးတို့လည်းပါဝင်ပါတယ်ဒါဆိုလို့ရှိရင်ထမင်းလေးစားလိုက်ပါဦးမယ်ရှင်မကြီးရွက်နဲ့ငစင်ရိုင်းအိုကတ်ချက်ကလေးလည်းပကံထဲကိုထည့်ပြီးတော့နယ်လိုက်ပါမယ်ရှင်အခုတလောထမင်းတွေကိုအများကြီးမစားဖြစ်တော့ဘူးတနေ့ကိုတစ်ချိန်ပဲစားတော့တယ်ဝိတ်ချနေပါတယ်အရသာကတော့ပြောမပြတတ်အောင်အရန်ကောင်းပါတယ်မကြီးရွက်ချင်းလေးနဲ့ငါးရဲ့အရသာလေးနဲ့အရန်လိုက်ဖက်ပါတယ်ရှင်ဒါတွေအားလုံးကယွန်းရဲ့အမေရဲ့လက်ရာပဲဖြစ်ပါတယ်ခရမ်းသီးလေးကလည်းစားလို့တအားကောင်းပါတယ်ခရမ်းသီးလေးနဲ့ငမွေတို့နဲ့ငပိနဲ့ငရုတ်သီးစိမ့်လေးကလည်းအလိုအရသာလေးကအဆက်ရသာလေးရောအငံရသာလေးရောပါဝင်ပါတယ်ဒီဘက်ကမကြီးရွက်ကလည်းအချင်းနဲ့ရသာလေးနဲ့ဆိုတော့ထမင်းမိန်စေပါတယ်ရှင်ပခွားသီးတိုးစရာလေးရလည်းချွတ်လေးနဲ့ကျွတ်လေးဆိုတော့အရန်လဲလိုက်ဖက်ပါတယ်ရှုံးကတော့ထမင်းကိုတစ်နက်ပဲစားတော့တယ်ပေါ့နော်ဒေါက်တာဇာနီစင်ရဲ့ vlog လေးဗီဒီယိုလေးကြည့်ပြီးတော့ကျမဘူးတူတာရပြီးတော့ထမင်းအများကြီးစားလို့ရှိရင်စီးချိုလည်းဖြစ်တတ်တယ်ဆိုတော့ထမင်းကိုအများကြီးစားဖို့အစီအစဉ်မရှိတော့ပါဘူးတနေ့ကိုထမင်းတစ်နက်ပဲစားပါတော့တယ်ရှင်ပြီးတော့ဒညင်းသီးရလည်းအိမ်မှာရှိနေရတဲ့လမ်းကြုံလို့တလုံးပဲတိုးလိုက်ပါတယ်ဒညင်းသီးလည်းအများကြီးတိုးလို့ရှိရင်ကြောက်ကပ်ပျက်စီးတတ်တယ်ဆိုတော့အများကြီးလည်းမစားပါဘူးဒညင်းသီးကတော့ဒီနေ့စားရတာစီစီလေးနဲ့အီလေးစားလို့တော့ကောင်းပါတယ်ရှင်ငါးလေးတွေကလည်းအရသာလေးကချွတ်လေးဖြစ်တယ်ပေါ့နော်လက်ဆက်တော့ကျွန်တော်မှော်ပြီးဘက်မှာအဲ့လိုမျိုးငါးလေးတွေကိုလာရောင်းနေသူရှိရပေါ့နော်အဲ့ကနေဝယ်ရဆိုတော့ငါးလေးတွေကလက်ဆက်လေးစားရတယ်အနောက်မှာတော့ဆရာသမားအုပ်စုလေးရှိရပေါ့နော်ထမင်းစားတဲ့ဘေးပတ်ဝန်းကျင်မှာသူတို့တွေကစားပြီးလဲထပ်ပါတယ်ပေါ့နော်အဲ့လိုမျိုးငမ်းမရတွေပေါ့သူတို့နဲ့လည်းလို့ထမင်းစားလို့ရှိရင်နည်းနည်းလေးတော့လှုပ်ရှုပ်ပါတယ်တကယ်တော့သူတို့တွေကိုအားလုံးကြွေးပြီးသားပါနော်ဒါပေမဲ့သူတို့ကမသိလို့ရှိရင်မကြွေးရသေးတဲ့အတိုင်းဗီဒီယိုထဲမှာပါတယ်ကြည်အောင်အမှစားခြင်းနဲ့တခွားသီးကြွေးလိုက်တာတခွားသီးကြတော့မစားခြင်းဘူးသူကအဲ့လိုအသားငါစားခြင်းတာအဲ့ဒီကောင်လေးကသူကသခင်ရှိမှစွာရဲတဲ့ကောင်လေးပေါ့နော်သူဗီဒီယိုလေးတစ်ပုတ်လေးရှိရပေါ့လို့သူအဲ့လိုမှသခင်ရှိမှစွာတဲ့ဗီဒီယိုလေးပေါ့အိမ်မှာတော့ခွေးလေး6ကောင်ရှိရပေါ့နော်သူတို့တွေကတယောက်တစ်မျိုးစီချစ်ဖို့လဲကောင်းတယ်လို့သူတို့တစ်ခါလေးကြာရင်လဲစိုးကြရပေါ့ရံပြစ်ကြတဲ့အချိန်ကတော့တော်တော်စိတ်ညစ်ရတဲ့အချိန်ပဲဆွဲရလို့ရှင်လဲစကားအိမ်များလဲထမင်းနေစားလိုက်တာတပတ်ကန်ကုန်တော့မယ်ပေါ့နော်ငါကလည်းတော်တော်စားကောင်းတယ်အဲ့ပြီးတော့ငစင်ရိုင်းထဲမှာလဲငါဥလေးတွေပါရပေါ့ငါဥလေးတွေကလည်း share ပဲစားကောင်းတယ်ငမွေတို့လေးလဲကောင်းတယ်ရင်းခွာရွက်နဲ့တခွားသီးကိုတော့ရုံများလေးတိုးတယ်ပေါ့နော်ဒညင်းသီးကိုတော့တစ်လုံးပဲတိုးလိုက်တယ်ဒီနေ့ဟင်းပွဲလေးကတော့ချင်းငံဆက်တဲ့အရာသားလေးနဲ့တိုးစရာလေးတွေနဲ့အရန်ကိုမှလိုက်ဖက်ပြီးတော့ထမင်းစားအရန်မိန်ပါတယ်ရုံးဘလော့လေးကိုစားဆုံးကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်